မင်္ဂလာပါစင်စားပြန်လာပြီ Let's go ဒီနေ့မှာဆိုရင် user များကြိုက်တဲ့ super sending လေးကိုပြန်လည်ရောက်ရှိလို့လာပါပြီဒီနေ့ကိုကြိုခဏချက်လေးရတော့ championship ကိုတက်ကတ်မဲ့အသင်းနဲ့ C2 ရဲ့အသင်းတို့ထိတိုက်တွေ့ဆုံမဲ့ပွဲလေးဖြစ်တယ်အဲ့ဒါဆိုစလိုက်ကြရအောင်အာဆင်နယ်ကအဝေးဝင်းကနေတလုံး90ဈေးအကျော်ပေးလာတာကိုတွေ့ရတယ်ပထမကျော်အာဆင်နယ်အသင်းကအိမ်ဝင်းမှာ2စီးနဲ့အနာရခဲ့တာဖြစ်ပြီးတော့အဲ့ဒီတုန်းကတလုံး90ဈေးတန်းအရှုံးပေးခဲ့တာဒါဆိုရင်အိမ်ဝင်းအဝေးဝင်းကအခုပေးတဲ့ဈေးကမှန်တယ်လို့တော့ပုံနေတွက်လို့မရပါဘူးဘာလို့လဲဆိုရင်အသင်းချင်းနှစ်သင်းဖြစ်တာမို့အထားတော့ရှိရမှာလေနော်ဟုတ်ပြီ United ဘက်ကအတဘက်ကိုရောက်နေတာကြောင့်အာဆင်နယ်နဲ့တွေ့ဆုံပွဲအရာ United အိမ်ဝင်းမှာနှစ်ဂိုးအပြတ်အနာရတယ်ဆိုတာမရှိဘူးတော့မို့တရေအရှုံးဈေးတန်းထိတာအများဆုံးပေးနေတယ်လက်ရှိတလုံး90ဈေးတန်းအရာတင်းရှာတယ်လို့ယူဆနိုင်တယ်။ဘော်ဒီဈေးနဲ့ဂိုးပေါင်းဈေးကိုရှင်ကြည့်တဲ့အခါမှာအာဆင်နယ်အသင်းကပဲဈေးကွက်နိုင်အောင်မြင့်မားနေတာမို့တွေ့ရပြီးတော့ဂိုးပေါင်းဈေးဟာလည်းနှလုံး40အရှုံးသာရှိနေတာမို့အာဆင်နယ်ရဲ့တစ်ဖက်သွင်းဂိုးတွေကိုလည်းမြင်ရနိုင်ပါတယ်။ G1 G2 1-2ဆိုတဲ့ရလဒ်တွေနဲ့သာပွဲပြီးဆုံးဖို့အနေအထားမှာရှိတာကြောင့်ဈေးကွက်အခင်းချင်းကအနိုင်ပေးကြတဲ့အာဆင်နယ်ကိုသာရွေးချယ်ပြလိုက်ပါတယ်။ဒီနေ့အတွက်ရွေးချယ်မှုလေးကတော့အာဆင်နယ်ဘော်ဒီပဲဖြစ်ပါတယ်။စင်စာရဲ့သုံးသက်ပေးတဲ့ဗီဒီယိုအသေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ Telegram Channel လေးကိုလည်းကျွမ်းမှုမနေနဲ့နော်။ဒီစားများအားလုံးအရှုံးနဲ့၍အနိုင်ရကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်။